ဒါကိုကြော်သွားတဲ့သူတွေဟာအခုတလောဘာလုံးလုံးအစင်မပြေဖြစ်တာလက်ပိတ်တာတွေနဲ့ကြုံတွေ့ရတတ်ပါတယ်ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပါလေရဲ့နဲ့ဖျားပုံတော်ကိုမြင်တာတော့ရှဲဖို့စေတနာမပါဘူးဆိုရင်တင်းရဲ့ကန်စာတာဟာအမောင်အတိကျသွားပါလိမ့်မယ်နောင်တမရခြင်းအခုပဲရှဲလိုက်ပါဇီလနာအပြည့်နဲ့ရှဲတဲ့သူတိုင်း3ရက်အတွင်းကန်စာတာတွေတက်လာမဲ့အပြင်တသက်လုံးစင်းရဲခြင်းမှကင်းဝေးပြီးတော့ပိုက်ဆံတွေပါအလုံးလိုက်ဝင်လာမှာပဲဖြစ်ပါတယ်အခုပဲလွတ်လိုက်တော့နော်